Mia Sabano, you are me, Joro Layachi, and Dima, Beijing. Yara, the Soria, who Mimi, she didn't the message on much about it. Just coming by no. A bit to Yapo Brain, Shadeko, June, John, and the Chippare. The day Jodotinama made a pedo, no lie. The yard is not the good and hoping Pepegali, Guni Bede, General Siapide. The Boga Pilmission, KCA, a pay or no, a pay a melo, General Kani, didn't know Kanzabare, so I could guess Eva, Doya, Lebe, this Yanet General, let me know, General Pino, let me appoint, Dua Usaway. No, di ne pare so ne siane second le ne thema de la jam jesu de jam ne ko de tu le be no ko se ma ka le sau pe da di ma no le sau pe de jam le be thu jesu de ne so pya jam ta dai ma me da hoi ro ne right na di jere ka singa bi ma ne kuni wa kini wa de re ni lu ha be ha je Body, Pinyari, Chucha, TV. Này to khung của Việt thì chỉ phải là tôi chẳng chỉ của chim mà hi Croatia digre se kutku cái uja cũng có mitasi tatmaya si tai koma ya ki kedi to pa si ke tai digre di cái uja to mitasi bao le si do mitasi ya si tai koma ki bomma kedi pa ko khun yue kaung chi mi kala khan sa do tu nya phit se ba
My Savior, Redeemer, lead to me from the mighty care, Almighty forever. I will never be the same 'cause you kept near. From the everlasting to the war we live, the Father only Son. My Savior, Redeemer, lead to me from the mighty care, Almighty forever. I will never be the same 'cause you kept near. From the everlasting to the one we live. သူတို့ကနှုတ်ကပတ်တော်တရားတော်များကိုနားဆင်မဲ့ခြင်းဖြစ်ပါတယ်။ဆရာတော်ကိုခရစ်တော်နာမအဖြစ်ဖိတ်ခေါ်ရဖြစ်ပါတယ်။ ဒါတခင်ကိုချီးမွမ်းတဲ့အခါမှာဘုရားကိုပဲတဲ့အခါမှာဘုရားကိုပဲပြောတဲ့အခါမှာနော်ဘာမှမရှင်းစားပဲဘာမှမကြည့်ပဲဘုရားကိုပဲအားပြောပြီးတော့ဆိုတော့တခြင်းစုမယ်စုတော့မယ်နောက်ကပတ်တော်ကိုလည်းနားထောင်ပါဖြစ်ပါတယ်ဒီနေ့ဆရာပြောချင်တဲ့နောက်ကပတ်တော်ကတော့ရောမအခန်းကြီး1အငယ်10လေးဖြစ်တယ်ဒါမဲ့ဆရာတော်များကရောမအခန်းကြီး1အငယ်20အဖြစ်ကိုတပိုက်ပြီးတပိုက်ဖတ်ပြီးတော့တပိုက်ပြီးတပိုက်ရှင်းပြတော့မှာဖြစ်ပါတယ်ဒီနေ့တော့ကျွန်တော်တို့ကရောမအခန်းကြီး1ကိုပြင်ယူမှာဖြစ်ပါတယ်ဆိုတော့ဒီမှာပြောချင်ပါတယ်ဆိုတော့ကျွန်တော်တို့ဖတ်သွားမယ့်ချက်ပဲကတော့အငယ်14ကနဲ့16အချက်ကိုကျွန်တော်အရင်ဖတ်တော့ပါမယ်ရောမအခန်းကြီး1အငယ်14ကစပတ်မယ်ဟေရတာလူမျိုးဖြစ်စေလူရန်ဖြစ်စေပညာရှိဖြစ်စေပညာမဲ့ဖြစ်စေလူအမျိုးမျိုးတို့၏ကျွေးဤတို့၏အကျွေးသည်ငါနဲ့တည်လျက်ရှိ၏တို့ဖြစ်လေငါတက်တန်သမျှအတန်တင်တော်အားအေဝဝင်ကလေးတရားကိုထိုးချင်းငါစေတနာစိတ်ရှိ၏အခန်း16မှာငါဒီခရစ်တော်ရဲ့ဧဝံဂေလိတရားကြောင့်ရှစ်တော့ခြင်းမရှိအကြောင်းမူကားထိုတရားသည်ဆေဥစွာဇုဒလူနောက်မှဟေတလူဇုံကြည်သမျှသောအပေါင်းတို့ကိုကဲတင်စေသောဘုရားသခင်၏တခုတော်ဖြစ်၏အခန်း19မှာအဘယ်သို့ဖြစ်သည်ဟုမူကားဖြောင့်မတ်တော်သူသည်ယုံကြည်ခြင်းအဖြစ်အသက်ရှင်၏ဟုကျမ်းစာလာသည်၌ငြိယုံကြည်ခြင်းနှင့်တည်တော်သူသည်ဖြောင့်မတ်ခြင်းတရားယုံကြည်ခြင်းနဲ့တည်တော်ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားသည်ယုံကြည်ခြင်းအဖို့အလိုငါဧဝံဂေလိတရားအဖြစ်ထင်ရှားလက်ရှိ၏ကဲဒီမှာဖြောင့်မတ်တော်သူသည်ယုံကြည်ခြင်းအဖြစ်အသက်ရှင်ခြင်းနဲ့ဘုရားဆရာသည်နဲ့အငြင်းယုံကြည်ခြင်းနဲ့ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားသည်လို့ပြောထားတယ်နော်ယုံကြည်ခြင်းအဖို့အလိုငါဧဝံဂေလိတရားသည်ထင်ရှား၏ဧဝံဂေလိတရားအဖြစ်တည်းဘုရားသခင်ဖြောင့်မတ်ခြင်းတရားကိုကျွန်တော်သိရှိနိုင်ကြောင်းကိုဒီရောမအခန်းကြီးဒီမှာဒီထားတာဖြစ်တယ်ဒီရောမအခန်းကြီးဒီမှာဒုစကြည့်တာကတော့ရောမမြို့မှာရှိတော့ယုံကြည်သူအလုံးယေဘုရားသခင်ရဲ့တည်သူအဖြစ်ယေရှုခရစ်တော်ကသူ့ရဲ့ဧဝံဂေလိတရားကိုဟောလို့ဖွင့်ရအတွက်ခန့်ထားတော်ငါပို့လူကပြင်လို့ရှိကိုစာရတာဖြစ်တယ်လူကြီးထားတယ်အဲ့ဒီတရီတော့မှာစေခက်ကပရိုဖက်ခက်ကပေါ့နော်စေဂျူဒာလက်ခက်ကစတင်ခဲ့တဲ့ဂတိတော်ဟာတဲ့နော်ယေရှုခရစ်တော်မှာပြီးဆုံးလာတာဖြစ်တယ်တဲ့ဟာလေလုယာအဲ့ဒါကြောင့်ပညာတော်ကြီးမနော်ဂျီပူဇောချင်းနေနော်တော့မဟုတ်ခက်ကပြုလို့တဲ့အရာတွေအားလုံးဟာပုံဥပမာဖြစ်တယ်တဲ့တကယ်တမန်တရားဟာယေရှုခရစ်တော်မှာပြည့်စုံတာဖြစ်တယ်လို့ရှင်ပေါလုကဒီထားတာဖြစ်တယ်ကျွန်တော်ဒီရောမဝါဒအစဆုံးကိုကျွန်တော်တို့လေ့လာတဲ့အခါမှာAD 68ကနေ90ကျော်မှာရှင်ပေါလုကကိုရိန္သုမြို့ကနေကြီးထားတာဖြစ်တယ်
အဲ့ဒီရှင်ဘောလူကရောမကိုစာရေးတဲ့ချိန်မှာစာတိုက်ကနေပူတာလည်းမဟုတ်ဘူးကဲတဲ့ဆိုတဲ့အတိတ်ထုတ်မှာအတိတ်တော်မှာရှိတဲ့အမျိုးသမီးဥဆောင်ဘူးပေါ့နော်ဖေဘီဆိုတဲ့အမျိုးသမီးဥဆောင်ဘူးကိုအဲ့ဒီကိုရင်တုံးမျိုးမှာရှိတဲ့ချိန်မှာလူတုံနဲ့သူကယူအဲ့ဒီဖေဘီကယူသွားပြီးတော့ရောမမျိုးမှာရှိတဲ့အတင်းတော်တွေကိုတွားပေးတာဖြစ်တယ်ဆိုတာရောမခန်းကြီး6အငယ်တိကနဲ့တက်မယ်ဆိုတော့ကျွန်တော်တို့တွေ့ခဲ့တယ်ဆိုတော့ဒီရောမစာနဲ့ကိုရင်တုစာရီဟာရှင်ဘောလူကစက္ကမအချိန်မှာရည်ထားတဲ့စာဆောင်တွေဖြစ်တယ်ဆိုတော့ကျန်တဲ့ပုဂ္ဂိုလ်တွေကတော့ပြောတာပေါ့နော်ရောမကိုရင်တုဟာပထမစာဆောင်ဒုတိယစာဆောင်တတိယစာဆောင်ရှိတယ်ဒါပေမဲ့ဒုတိယစာဆောင်ကပြုတ်တော့တတိယစာဆောင်ဒုတိယစာဆောင်ဖြစ်သွားတယ်ဆိုလိုချင်တာကပေါလုကကိုရင်တုမျိုးတွေကိုတုံးချင်တာကစာရေးခဲ့တယ်ဒါပေမဲ့ဒုတိယစာဆောင်ကလူထုနဲ့မပူတော့ပြုတ်သွားတာအတွက်ကြောင့်ဒုတိယတတိယစာဆောင်ကိုရင်တုဒုတိယစာဆောင်ဖြစ်သွားတယ်ဆိုတာချက်တဲ့ပုဂ္ဂိုလ်တွေကပြောတာပေါ့နော်ဒါပေမဲ့ဒီနေ့ကဆက်ပြောချင်တာကရောမအကြောင်းဖြစ်တယ်အဲ့ဒီရောမစာအုပ်ဟာအခန်းကြီး16ရှိတယ်အခန်းငယ်333ရှိတယ်ပြီးတော့ကျမ်းစာအုပ်ထဲမှာကပ္ပဦးကျမ်းကလည်းကြီးတွက်မယ်ဆိုတော့45မြို့သောစာအုပ်ဖြစ်တယ်ဆိုတာကိုလည်းကျွန်တော်တို့သိဖို့လိုတယ်ဒီရောမမြို့ဆိုတာကကျမ်းစာရဲ့တမန်အရာပေါ်တော့လောကီရဲ့တမန်အရာပေါ်တော့ BC 950မှာတည်ထောင်ထားတဲ့မြို့ဖြစ်တယ်အရာကိုဆေဟောင်းကြတဲ့ရောမမြို့ကြီးဖြစ်တယ်နော် BC 950လောက်မှာ950လောက်မှာတည်ထောင်ထားတဲ့မြို့ဖြစ်တယ်အဲ့ဒီရောမမြို့မှာအဲ့ဒီကတောင်ကြီးကဝန်းရံထားလို့တယ်နော်တောင်ကြီးကဝန်းရံထားလို့တောင်ခွန်းလုံးကြီးကတောင်ခွန်းလုံးမြို့လို့လေရောမမြို့ကိုခေါ်ကြတယ်နော်ဒီနေ့ဒီချင်းတိတောင်ကြီးကဝန်းရံထားတဲ့အတွက်ကြောင့်တောင်ခွန်းလုံးမြို့လို့ရောမမြို့ကိုရေးထားတယ်အဲ့ဒီယေရှုခရစ်တော်အသက်ရှင်တဲ့ချိန်ကာလမှာရောမမြို့မှာလူသားတွေကလေးသိန်းတန်နဲ့စိတ်သိန်းရှိပြီနော်ရှင်ယေရှုခရစ်တော်အသက်ရှင်တဲ့ကာလမှာရောမမြို့မှာလူဘယ်လိုများတယ်လဲဆိုတော့လူကစိတ်သိလောက်ရှိပြီကျွန်တော်တို့ချင်းလူမျိုးတွေအားလုံးကတော့9မြို့နယ်ပေါ့မှာ9သိန်းမပြီးဘူးနော်ကျွန်တော်တို့ချင်းလူမျိုးတွေလေ9မြို့နယ်ပေါ့မှာ9သိန်းမပြီးဘူးရန်ကုန်မြို့ကလာပါမြို့နယ်တစ်ခုထဲမှာ9သိန်းရှိတယ်ရောမမြို့လည်းအဲ့ဒီယေရှုခရစ်တော်ခက်ကပေါ့နော်အဲ့ဒီ BC ခက်ကလေး AD ခက်ကလေးကလူဦးရေက10သိန်းလောက်ရှိတယ်အများလိုက်တယ်နော်အဲ့ဒီထဲမှာရောမမြို့မှာယူဒလူမျိုးတွေကလူဦးရေ4,000 နဲ့ 5,000 လောက်ရှိတယ်အဲ့ဒါတွေကသူတို့တွားတာမဟုတ်ဘဲနဲ့ရောမအင်ပါယာကဣသရေလလူမျိုးတွေကိုဂျူဒလူမျိုးတွေကိုပါแล้วလဲကျွန့်ခံစေနော်အဲ့ဒါကြောင့်ရောဣသရေလလူမျိုးတွေကျွန့်ဖို့ခံရတဲ့ရောမမြို့မှာ4,000 လောက်နေခံကြတယ်အဲ့ဒီလူတွေကပက်တကော့နဲ့ယေရှုခရစ်တော်လက်ဝါးကတာမှာတေခံပြီးတော့ရှင်ပြန်ထမြောက်ပြီးမှကျပ်ပေါ်50ပက်တကော့နဲ့မှာအဲ့ဒီရောမမြို့ကလည်းယေရုရှလင်မြို့ကိုဖျက်ဖို့ပို့လာကြတယ်သူတို့မှာဂျူဒာရှင်ဖြစ်တယ်နော်ဂျူဒာရှင်တွေကတနည်းမှာတုံးကျင်ယေရုရှလင်မြို့မှာဖျက်ရှိမှုတယ်ပတ်တခါနဲ့နော်အီဂျစ်ပြည်ကလည်းကာနာပြည်ကိုထွက်သွားတဲ့ပတ်တခါနဲ့ကတစ်ချိန်ပြီးတော့တောထဲမှာနေတဲ့ချိန်မှာထေဘနေကတဲတော်မှာဖျက်ကိုရှိခဲ့တဲ့ကြောင့်တဲတော်နေမှာယေရုရှလင်မြို့မှာပုံလုံးသွားတယ်ပြီးတော့ပက်တကော့နဲ့ဆိုတဲ့ဟာကညစ်ပေါ်50စပတ်နော်စပတ်ဆိုတာကဥပုံတွေကတပတ်တခါပြီးတော့ခုနပတ်တခါခုနလတခါပြီးတော့ခုနှစ်တခါစတဲ့ခုနှစ်လေးစကူအဲ့ဒီ50ပြည့်တဲ့နေ့ကိုနှစ်ကိုအဲ့ဒါပက်တကော့လို့ခေါ်တယ်50ပြည့်တဲ့နှစ်ကိုပက်တကော့လို့ခေါ်တယ်အဲ့ဒီပက်တကော့ဆိုတဲ့ဟာကဂျူဘလီဖြစ်တယ်အဲ့ဒါကြောင့်အဲ့ဒီပက်တကော့နေ့မှာဆိုရင်လူတွေအကျွေးတွေအားလုံးအဖြစ်တွေအားလုံးကိုဖျက်ခွင့်လွှတ်တယ်အဲ့ဒီနေ့ကျရင်ယူဒလူမျိုးဖြစ်ပြီးဣသရေလလူမျိုးဖြစ်ပြီးဆိုတော့ယေရုရှလင်မြို့မှာဖျက်ကိုတွားပြီးတော့စီကူကြတယ်အဲ့ဒီ3နေ့ကိုနော်ပတ်တခါနဲ့ရတဲတော်နဲ့ရပက်တကော့တဲ့ရအဲ့ဒီ3ရက်နေ့ကိုယေရုရှလင်မြို့မှာမရှိမဖြစ်ဘယ်နေရာပဲရောက်အဲ့ဒီနေ့ကျရင်ယေရုရှလင်မြို့ကိုတွားကြတယ်အဲ့ဒီချိန်မှာရောမဂျူမိုးခံနေတဲ့ယူဒလူမျိုးတို့ချူတော်သူတွေလည်းအဲ့ဒီပက်တကော့နေ့မှာလာတဲ့ချိန်မှာယူဒရှင်ကလည်းဖြစ်တော့လေခရိယာဖြစ်သွားတယ်ဟာလေလုယာပက်တကော့နေ့မှာဝိညာဉ်တော်ရှိသက်လာတဲ့ချိန်မှာယူဒရှင်ကလည်းခရိယာဖြစ်သွားပြီခရစ်ယာန်ဖြစ်သွားပြီယေရှုခရစ်တော်ဟာငါတို့ရဲ့မဆာယာဖြစ်တယ်ယေရှုခရစ်တော်ဟာငါရဲ့ကေတင်ပါရှင်ဖြစ်တယ်ယေရှုခရစ်တော်ဟာဖခင်ရဲ့သားရှစ်မှန်သောဖခင်ရဲ့သားဖြစ်တယ်မဆာယာဖြစ်တယ်ဆိုတော့သူတို့ကယုံကြည်တဲ့ချိန်မှာမဆာယာကိုမဆုံးတော့ဘဲနဲ့ယေရှုခရစ်တော်ကိုလက်ခံလာတဲ့ချိန်မှာယုံကြည်သူမျိုးဖြစ်လာတယ်အဲ့ဒီလူကလည်းရောမမြို့မှာအတင်းတော်ကိုစတင်တည်ထောင်တာဖြစ်တယ်
အဲ့ဒါကြောင့်ရှင်ပေါလုကအဲ့ဒီရောမကိုစာရေးတဲ့အချိန်မှာအဓိကကြီးရွေးချက်က၃ခုရှိတယ် reconciliation လို့ရေးထားတယ်နော်အင်္ဂလိပ်လို reconciliation ဆိုတာကပြန်လည်တည်မြဲခြင်းပြန်လည်ချစ်ကြည်ရရှိခြင်းပေါ့နော်ပြီးတော့ဖြောင့်မတ်ခြင်း righteousness နော်ဖြောင့်မတ်စေခြင်းပေါ့နော်နံပါတ်3ကဘာလဲဂုဏ်တည်ချက်တည်လို့ခေါ်တယ် glorification ကအဓိအကြီးကြီးတယ်ဆိုတော့ဖျားသခင်ရဲ့အတိအမပြုတ်ထားတဲ့လူတွေဖြစ်တဲ့အခါကနော် reconciliation ကပြန်လည်ပြီးတော့တည်မြဲတာကအကြီးကြီးတယ်ပြန်လည်ဆိုတော့ချစ်တာလည်းကြီးကြီးတယ်ဆိုလိုချင်တာကဖျားသခင်လူခဲ့ကိုမကြည့်ဘူးနော်ဒီလူကလူသက်သမားလားဒီလူကတခုလားဒီလူကရက်သမားလားဒီလူကဆဲရဲသမားလားကျွန်တော်သူ့ကိုပါခွင့်ပြုမယ်ဆိုတာဘုရားတကယ်ကျွန်တော်တို့ဖိတ်ကိုမကြည့်ဘူးယေရှုခရစ်တော်ကိုပဲကြည့်ပြီးမှငါတို့ရဲ့အပြစ်တွေအားလုံးကိုဘုရားတကယ်ခွင့်ပြုတာဖြစ်တယ်ဟာလေလုယာအဲ့ဒါဆိုဒီနေ့ဒီချိန်ခါမှာကိုယ့်ရဲ့အပြစ်ကိုမကြည့်နဲ့ကိုယ့်ရဲ့အခြေအနေကိုမကြည့်နဲ့ကျွန်တော်ဒီလိုဖြစ်တယ်ကျွန်မဒီလိုဖြစ်တယ်ဆုလည်းမတော်နိုင်သေးဘူးအလူငွေလည်းမထိနိုင်သေးဘူးဖခင်ပြောတဲ့ပုံမှာမတက်နိုင်ဘူးဒီမှာအပြည့်လည်းမရှိဘူးဆိုတော့ကျွန်တော်ကတော့ဖခင်ကဘာမှမဟုတ်ဘူးဆိုတဲ့ဟာမျိုးလုံးဝမစင်စားနဲ့အဲ့ဒါဒီဖခင်မကြည့်ဘူးနော်အဲ့ဒါဒီကျွန်တော်တို့ဖက်ကဖခင်လုံးဝမကြည့်ဘူးဆိုတာရောမထဲမှာရှင်ပေါလုကပြောချင်တာဖြစ်တယ်ဖခင်တခင်ရဲ့ကဲတင်ချင်းတရားနော်ဖခင်ဖက်မှာပဲဖြစ်တယ်ငါတို့ဖက်မှာဖြစ်နေဆိုတော့ငါတို့ဟာအမေတန်ဖောက်ပြန်တဲ့လူတွေဖြစ်တယ်နော်ကာယကံဝိရှိကမနောကံနဲ့အမေကဖောက်ပြန်တဲ့လူဖြစ်တဲ့အတွက်ကြောင့်ဘယ်သူမှကဲတင်ချင်းကိုထိမ့်နေတာမှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ကဲတင်ချင်းကျွန်တော်တို့ရဲ့အသက်ကျွန်တော်တို့ဝိညာဉ်ဟာဘုရားသခင်လက်ထဲမှာရှိတယ်ဟာလေလုယာအဲ့ဒါဆိုရင်ဆုခရစ်တော်ကိုယုံကြည်ပြီးဆိုကြတဲ့ကယေရှုခရစ်တော်တာလေဘုရားသခင်ရဲ့တာတော်အရှိဖြစ်တဲ့အတွက်ကြောင့်ယေရှုခရစ်တော်တာလေသူ့တာလေလိုက်တော့ဖြစ်တဲ့အတွက်ကြောင့်ယေရှုခရစ်တော်အားဖြင့်ကျွန်တော်တို့ကောင်းကင်နိုင်ငံကိုရောက်တာဖြစ်တယ်အဲ့ဒါကိုပဲဘုရားသခင်နဲ့ကြည့်တာကသူ့ရဲ့တာယေရှုခရစ်တော်ကိုပဲကြည့်တယ်ငါတို့အပြစ်ဘလို့ကြီးလဲဘလို့နီလဲဘလို့ဖြစ်လဲငေါ်မဲလေဆိုတာဘုရားသခင်ဘာမှမသိတော့ဘူးတာတော်ရဲ့အတော်ရောအဖြစ်ငါတို့အဖြစ်ဒီအားလုံးရှင်ကျေပြီးတော့ဖြောက်မစေပြီးတော့တက်ရှင်စေပြီးတော့တာတော်ရဲ့လောကဓမ္မတေခြင်းအဖြစ်အပိယတေခြင်းတရားကလည်းကျွန်တော်တို့ကိုယေဘုရားသခင်ကခွင့်လွှတ်ခြင်းဖြစ်တယ်အဲ့ဒါကြောင့်ရှင်ပေါလုကကဲတင်ချင်းဆိုတဲ့အပုံဘယ်နှကြိမ်ကျဆာမှာရေးထားတယ်လဲဆိုတော့ရှင်ပေါလုကသူကကောက်ယူထားတာတော့အများကြီးရှိတယ်ဒါပေမဲ့ကျမ်းစာမှာကျွန်တော်တွေ့တဲ့မှာကယ်တင်ခြင်းဆိုတာ salvation ဆိုတာက380ရှိပေါ်လာတယ်ကပ္ပဦးကျမ်းကလည်းနော်ပြည့်တဲ့ချက်အဖြစ်380ရှိခြင်းကိုကယ်တင်ခြင်းအကြောင်းကိုရေးထားလိုက်တယ်ကပ္ပဦးကျမ်းမှာဘယ်လိုရေးထားလဲဆိုတော့ကပ္ပဦးကျမ်းမှာတော့နေတယ်190အဲ့လိုရေးထားတယ်ကပ္ပကျမ်းမှာ200တော့ရေးထားတယ်ဆိုတော့အဲ့ဒီကယ်တင်ခြင်းဟာကဲတင်ချင်းတစ်ခုတည်းမဟုတ်ဘူးနော်ကျမ်းမာချင်းချမ်းသာချင်းလွတ်မြောက်ချင်းနော်ဘယ်လိုပြောမလဲrefuse လုံခြုံချင်းနော်လုံခြုံချင်းကျမ်းမာချင်းချမ်းသာချင်းလွတ်လပ်ချင်းဆိုတဲ့အဓိပ္ပာယ်ရတယ်အဲ့ဒါကြောင့်ယေရှုခရစ်တော်အပြင်ကျွန်တော်တို့ဟာလွတ်မြောက်တော်သူလည်းဖြစ်တယ်တန်ရှင်းတော်သူလည်းဖြစ်တယ်လုံခြုံတော်သူလည်းဖြစ်တယ်ကဲတင်တော်သူလည်းဖြစ်တယ်ကျမ်းမာတော်သူလည်းဖြစ်တယ်ဆိုတာကိုရှင်ပေါလုကပြောချင်တာဖြစ်တယ်အဲ့ဒါကြောင့်ယေရှုတော်အပြင်နော်ကျွန်တော်တို့ပြုချင်းလောက်ချင်းကျူးစားချင်းမဟုတ်ဘူးနော်ယေရှုတော်အဖြစ်တယ်ဆိုတာကိုရှင်ပေါလုကရောမကျမ်းပိုက်ထဲမှာ20နှစ်ချင်းကြည့်ထားတယ်ဖခင်ရဲ့ကျေးဇူးတော်ကြောင့်တာကျွန်တော်တို့ကဲတင်ချင်းရတယ်ဖခင်ရဲ့ကျေးဇူးတော်ကြောင့်တာကျွန်တော်တို့မျက်စိမြင်ခွင့်ရတယ်ဖခင်ရဲ့ကျေးဇူးတော်အဖြစ်တာလေကျွန်တော်တို့ပေါ်လာလို့ရှေ့ခွင့်ရတယ်ဖခင်ရဲ့ကျေးဇူးတော်ကြောင့်တာလေဒီမနေ့ကျွန်တော်တို့ဖခင်ရှိခုလို့ရတယ်ဖခင်ရဲ့ကျေးဇူးတော်ကြောင့်တာလေကျွန်တော်အလူမထည့်လို့ရတယ်ဖခင်ရဲ့ကျေးဇူးတော်ကြောင့်တာလေကျွန်တော်အလုံးလုံးခွင့်ရတယ်ကျွန်တော်ရဲ့အရာအလုံးဟာဖခင်ရဲ့ကျေးဇူးတော်ကြောင့်ပဲဆိုတာကိုရှင်ပေါလုက20နှစ်ကျင့်တာဒီရောမစာဖြစ်မှာသူကဖော်ပြထားတယ်ဘယ်လိုအကြီးကြီးလဲကျေးဇူးတော်ခရုဏာကိုကျွန်တော်တို့ကငြိပေးမှာရောပေါလုကအရာကိုသူတင်ပေးပြီးတော့အဲ့ဒီကျေးဇူးတော်နဲ့ခရုဏာကိုကျွန်တော်တို့ဘယ်လိုနဲ့လက်ခံမလဲပေးကမ်းခြင်းနဲ့မဟုတ်ဘူးနော်ဆုတောင်းခြင်းနဲ့မဟုတ်ဘူးနော်တခြင်းဆုခြင်းအဖြစ်လည်းမဟုတ်ဘူးနော်အစာဆုံးခြင်းအဖြစ်လည်းမဟုတ်ဘူးဘာနဲ့လက်ခံမလဲတဲ့ယုံကြည်ခြင်းနဲ့လက်ခံရမယ်တဲ့ဟာလေလုယာယုံကြည်ခြင်းနဲ့လက်ခံလို့ရတယ်ဆိုတာကရှင်ပေါလုက23ကြိမ်ပြောထားလိုက်တယ်ကျေးဇူးတော်ကြောင့်ဆိုရကို20နှစ်ကြိမ်ပြောတဲ့ချိန်မှာ
အဲ့ဒါကျေးဇူးတော်ကိုကျွန်တော်တို့မလွှဲစေဖို့ရအတွက်အထူးသတိပေးထားတာကအဲ့ဒါကိုယုံကြည်ခြင်းနဲ့ပဲလက်ခံပါယုံကြည်ခြင်းနဲ့ပဲလက်ခံပါဆိုပြီးတော့အကျဉ်း23ကျင်းရှင်ပေါ်လို့ကကျွန်တော်တို့ကိုတက်ထွန်းထားတာပဲခဲ့တယ်အဲ့ဒါကျွန်တော်တို့ဘာကိုယုံကြည်ရမလဲဒါဆိုရင်ကျွန်တော်တို့ဘာကိုယုံကြည်ရမလဲဆိုတာကိုယေရှုကဘာပြောလဲရှင်ပေါ်လို့ကပဲအကျဉ်း30ပြောထားတာကဘာလဲယေရှုခရစ်တော်ဟာတင်အတွက်ကြောင့်အသေးခံပြီးပြီအတွေ့တော်အဖြစ်တင်ဟာဖြောင်းမချင်းတက်စစ်ချီကိုရပြီဆိုတာအကျဉ်း30ကြီးထားလိုက်တယ်ဟာလေလုယာအာမင်ရှင်ပေါ်လို့ကအဲ့ဒါကိုမေးမှကျွန်တော်တို့ကိုရရှိရင်နေနော်ကျွန်တော်တို့ဖက်ကိုမကြည့်စိတ်ချင်ဘူးဖယားသခင်ကလုံးပေးရဟာဖယားသခင်ရဲ့တတိတော်ဖယားသခင်ရဲ့ကျေးဇူးတော်ဖယားသခင်ရဲ့ခရုဏာတော်ယေရှုခရစ်တော်ရဲ့ကျွန်တော်တို့အတွက်ခံစားရတဲ့အရာတွေအလုံးကိုလုံးရတာကိုအရာအလုံးကိုပဲအမေရိကန်တရိယာစိတ်ရှင်တယ်အဲ့ဒါကြောင့်ပညာတော်ဆိုတာမခုနဲ့လူမတက်နဲ့ဘာလဲမိဘကုစုတေပါအမျိုးမျိုးနော်ပညာတော်စေပါလူတွေရှိတယ်နော်ပညာတော်ကအမှန်တဆိုမဟုတ်ရှင်တို့ကဒီမှာတင်ပြပြီနော်ဘယ်လိုလို့ရှိလဲ600နဲ့33ရှိတယ်နော်လောက်ရမယ့်ဟာက365ရှိတယ်မလောက်ရမယ့်ဟာက100ရှိတယ်အဲ့တော့ပညာတော်ဒီအားလုံးဟာလုံးဝကျွန်တော်တို့ယုံကြည်သူတွေအတွက်တည်ပြီးသားဖြစ်တယ်တဲ့အဲ့တော့ပညာတော်လိမ့်ဆက်ခြင်းအဖြစ်အရက်ဖြစ်ခြင်းအဖြစ်ဘောနော်ဥပမာပြောမယ်ဆိုတော့ဒီလိုမျိုးကျွန်တော်ပညာတော်လိမ့်နာခြင်းအဖြစ်ဘယ်သူမှယေရှုခရစ်တော်အဖခင်သခင်ကိုထိတွေ့နေတဲ့လူတယောက်မှမရှိဘူးနော်အဲ့တော့ပညာတော်ဟာမတည်ဘူးရှိတယ်သူများပရှိမခုနဲ့မကောဘူးရပါလားသူများပရှိမခုနဲ့ဆိုတာကကျန်းစာချက်ကနဲ့ဖခင်ကဖြတ်တာမဟုတ်ပဲနဲ့သူများပရှိမခုရဘူးလူမတရားဘူးအပြစ်မကျူးလို့ပိုင်းရည်ကိုနော်ဘောနဲ့ဆုံးထင်ရမယ်ဒီဟာဒီအားလုံးကကျွန်တော်တို့ကမလောက်နိုင်ဘူးမလောက်နိုင်တဲ့အတွက်ကြောင့်ကျွန်တော်ကတေရမယ့်အမျိုးတွေဖြစ်သွားပြီဟုတ်တယ်မလားတန်ခဲ့ရမယ်အဲ့ဒီကိစ္စဒီအလုံးမှာယေရှုခရစ်တော်ကလက်ဝါးကနာမှာပြီးပြီတဲ့ဟာလေလုယာအဲ့ဒါကြောင့်ပညတ်တော်လို့ရှိတယ်ဒါပေမဲ့ပညတ်တော်လို့ဖို့ရခင်ဗျာကတေပြီးသားဖြစ်တယ်တေပြီးသားခင်ဗျာစားလာလားကျွန်တော်တို့မြို့ပိုင်းမှာပေါ့နော်ပြောမယ်အတုပရှိတယ်လူတေပြီးဆိုတော့ဘာလဲတကျူတွေပေါ့နော်တကျူပြီးမှသူတို့ရဲ့အောက်ကူမှာအချင်းလုံးကပေါ့နော်ငပြိုတီတွေဂျန်ဒီတရက်တီတွေပေါ့နော်အောက်ကူမှာထားခဲ့ကြတယ်တဲ့လူမျိုးရှိလားဒီလိုပဲမှာရှိတယ်နော်အဲ့ဒါမတားစားလားမစားဘူးဆရာကတော့ခရီးသွားတဲ့ချိန်မှာအဲ့လိုမျိုးတွေ့ရင်တော့โอเคကောင်းတယ်ကွာဒီမှာကျွန်တော်မလို့စားပြလိုက်တာပဲယောတာမှာရှိတယ်လေနော်ယောဝီခါနီမှာတင်ချက်ကုန်ရှိတယ်နော်အဲ့ဒါမှာဖျားခုမယူကြည့်တဲ့လူတွေကသူတို့ဝိညာဉ်ကလာစားတယ်ဆိုတော့ထားတယ်လေဆရာကြီးတော့ပြီဆိုတော့အဲ့ဒါမျိုးကြီးရှင်းမလားလို့ရှိနော်အကုန်လုံးစားပြလိုက်တာလေဆိုလို့ချင်းကကျွန်တော်တို့ကအဲ့ဒီပညာတော်ကိုလောက်ပြရတဲ့တည်ပြီးသားဖြစ်တဲ့အတွက်ကြောင့်လောက်ဆရာမလို့ဘူးယေရှုခရစ်တော်ကအကုန်လုံးလောက်ပေးပြီးဆိုတဲ့ဟာကိုအဲ့ဒီပညာတော်အကြောင်းကိုရှင်ဘောလုကဒီမှာဘယ်နှချင်းပြောခဲ့တယ်ဆိုတော့96တင်အောင်ပြောထားလိုက်တယ်နော်96တင်တော့ရှင်ဘောလုကကျွန်တော်တို့ကိုတတိပေးထားလိုက်တယ်ရောမထဲမှာအဲ့ဒီပညာတော်ကြီးကရှိမကြည့်တော့မဟုတ်ဘူးအကြီးကြီးတယ်ဒါပေမဲ့ခင်ဗျားတို့မလုပ်နိုင်ဘူးလေမလုပ်နိုင်တဲ့အတွက်ပညာတော်မှာတင်တော့တည်ပြီးတတူကဘာမှမလုပ်နိုင်သလိုပညာတော်မှာကျွန်တော်တို့ကတည်ပြီးသားဖြစ်တယ်ဘယ်မှာသက်ရှင်လဲယေရှုခရစ်တော်မှာဟာလေလုယာဒီတော့အတူကြီးချပေးယေရှုခရစ်တော်မှာအသက်ရှင်တဲ့လူဖြစ်တဲ့အတွက်ကြောင့်ဒီပညာတော်မှာတင်တော့တည်ပြီးသားဖြစ်တဲ့ကြောင့်ကို96တင်တော့ရှင်ပေါလုကပေါ်ပြထားတယ်အဲ့ဒါဘယ်သူကြောင့်လဲဆိုရင်တော့ဝိညာဉ်တော်ကြောင့်ပဲဟာလေလုယာအဲ့ဒါကျွန်တော်တို့ကလုံးနာတာမဟုတ်ဘူးကျွန်တော်တို့ကဘယ်လိုပြောမလဲကျူးဆန်းတာမဟုတ်ဘူးကျွန်တော်တို့ကလက်ရှုပ်တာမဟုတ်ဘူးဘယ်လိုကြောင့်ဖြစ်တယ်လဲဆိုတော့အဲ့ဒါဒီဟာဝိညာဉ်တော်တက်ရှိတော်ဝိညာဉ်တော်ကြောင့်တာဖြစ်တယ်ဆိုတော့ကိုအကျင့်ပေါ်28ကျင့်ဒီရောမဆောက်ထဲမှာရှင်ပေါ်လို့ပြောထားလိုက်တယ်အဲ့ဒါကြောင့်ဝိညာဉ်တော်မပါဘဲနဲ့ကျွန်တော်တို့ဘာမှလုပ်လို့မရဘူးဒီနေ့ဝိညာဉ်တော်ကိုလည်းကျေးဇူးတော်အဖြစ်ကျွန်တော်တို့ဆုံးကြည့်ခြင်းပဲလက်ခံတာဖြစ်တယ်ဒါပေမဲ့နော်အဲ့ဒီဝိညာဉ်တော်ဆိုတာကနော်ဖြုတ်ရှင်းနော်ဝေရလူကိုလည်းဒီမှာဒီမဟုတ်ဘူးနော်ဝိညာဉ်တော်ကလည်းမှာတယ်ပါနေတဲ့ဖရာသခင်ဖြစ်တယ်
ဝိညာဉ်တော်ကပါဝါလူကိုဖမ်းတာမျိုးလေလူပုတ်ပြီးမှနော်ဗာလဲဘောလုံးလူမောက်ပြီးတော့မောက်လိုက်ပွက်လိုက်တာတော့မဟုတ်ဘူးနော်အဲ့ဒါကြောင့်ကျွန်တော်ကတော့ဝိညာဉ်တော်မရှိသေးဘူးရှင်နဲ့ကျွန်တော်ကတော့ဝိညာဉ်တော်မခံစားရသေးဘူးရှင်နဲ့တက်မရှိဘူးကျွန်တော်ဘာမှမဖြစ်ဘူးကွာဆိုရအမျိုးမခံစားနဲ့နော်ယေရှုကပြောလဲဒေကာဒမုန်နင်းလေတဲ့ဆိုတာတွေ့တယ်မဟုတ်လားဟုတ်တယ်တွေ့တယ်ဘေကနဲ့လာလေဘေကနဲ့တွားလေဆိုတာမင်းလေကိုမြင်တာလားမမြင်တာဘူးအဲ့လိုပဲဝိညာဉ်တော်ဆိုတာအဲ့လိုပဲခင်ဗျားထဲမှာဘယ်လိုဝင်နေဆိုတော့ဆိုလိုမန်ကပြောလဲမင်းမရဲ့ကိုယ်ဝက်ထဲမှာရှိတဲ့တာသမီးထဲမှာဘုရားသခင်ဝိညာဉ်တော်ဘယ်လိုဝင်နေဆိုတာဘယ်သူမှမသိနိုင်ဘူးလေဟာလေလုယာအဲ့ဒါကြောင့်ဘောဘုရားရဲ့ကျေးဇူးတော်ကြောင့်အသက်ရှင်နေဘုရားရဲ့ကျေးဇူးတော်ကြောင့်ဒီလိုဖြစ်တဲ့ဆိုတာကိုယုံကြည်ခြင်းနဲ့လက်ခံလာတဲ့အချိန်မှာဒီဟာရီအားလုံးဟာကျွန်တော်ကြောင့်မဟုတ်ဘူးယေရှုကြောင့်သာဖြစ်တဲ့ဝိညာဉ်တော်အဖြစ်တာနဲ့ကျွန်တော်အသက်ရှင်လာလို့ရတယ်ဆိုတာလက်ခံလာတဲ့အချိန်မှာဝိညာဉ်တော်ကကျွန်တော်တို့ပုံမှာအလုံးလုံးပြီးတော့တဖြည်းဖြည်းနဲ့နော်ချက်ချင်းမဟုတ်ဘူးနော်တနည်းချမလာမတိငါးနည်းချမလာမတိတလားချမလာမတိဘူးဖြည်းဖြည်းနဲ့အရောက်တဲ့ချင်းစိတ်လေးပြုတ်လာလိမ့်မယ်စိတ်လေးတော့ချင်းစိတ်လေးပြုတ်လာလိမ့်မယ်ချက်ချင်းဖြစ်တယ်ဆိုတော့နော်ခရိယာတော့မပြောရင်ဘူရာလေးဖြစ်တာပဲမွတ်စလင်လေးဖြစ်တာပဲအဲ့ဒါဘောလေးမဟုတ်ဘူးလေအဲ့ဒါဒုက္ခဝိပဿနာမဟုတ်ဘူးလေဟုတ်တယ်မလားအဲ့ဒါပြောလိုက်ချင်းပဲပြောလိုက်ချင်းတော့ဘုံလုံးပြောလိုက်တာပဲအဲ့ဒါကြောင့်နောင်တတရားကြားနာချင်းမပါဘဲနဲ့ပြောင်းလဲချင်းမရှိဘူးဆိုတာရှင်ရောမကရှင်ပေါလုကပြောချင်တာဖြစ်တယ်အဲ့ဒါကြောင့်အဲ့ဒီတရင်ကောင်းမှာဘုပရိုဖက်ကကအဲ့ဒီလာလူကကဖြစ်တဲ့ကယေရှုခရစ်တော်မှာပြီးဆုံးနေတယ်အဲ့ဒါကြောင့်ဒီအကြောင်းပုံမှာဟုတ်ခုရအတွက်လူမျိုးတကာထဲမှာငါအကျွေးရှိတယ်ဘင်ရစီဒီဖြစ်စေမရှိဒီဖြစ်စေဘောနော်ချက်တာဒီဖြစ်စေစီဒီဖြစ်စေဒီလူတွေမသိတဲ့လူရှိမှခါတော့မယ်ငါပြောမှတာလည်းသူတို့လုပ်မယ်ဒီတရင်ကောင်းကိုကြောက်မှတာရင်သူတို့ပြောလို့မှာဖြစ်တယ်။ဒါမှမဟုတ်ရင်သူတို့ရဲ့ကောင်းမှုကိုသူပြောချင်အဖြစ်စူတောင်းချင်အဖြစ်ပေါ့နော်။သူတို့ရဲ့ကျူးစာချင်အဖြစ်ဘုရားကိုပြိနာအောင်သူတို့ကျူးစာနိုင်မယ်ဆိုရင်တော့အဲ့ဒါကြောင့်ကြည့်သူမဟုတ်ဘဲနဲ့ဘာသာရေးဖြစ်တော့မယ်။ဘာသာတရားတန်ကဘုရားကိုဗာလဲကျင့်တဲ့အောင်လူတွေကကျူးစာပြီးတော့လုပ်တယ်။ဘာခက်တဲ့မျိုးပြောမယ်ဆိုတော့လူတွေကဘုရားကိုဖာတာပေါ့ဘုရားကကျင့်နေရင်ဘုရားကဟိုဖြစ်ရင်ကျွန်တော်တို့ကိုကောင်းချီးပေးတယ်ပေါ့နော်။နတ်ပူဇော်ရဟာမျိုးပေါ့နော်။ဒီပင်ပေါ်မှာဆက်ထားတော်သူဒီဘုရားရဲ့ချင်းဖြစ်တဲ့သူဒီအတိုင်းယေရှုခရစ်တော်ဟာဘာဖြစ်လို့လဲဝကတာမှာဒီပင်ပေါ်မှာဆက်ဆွေးခဲ့တယ်လေဆိုတော့သူဟာချင်းချင်းကိုအမိကလာကိုခိုင်စားရတာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့နေနဲ့ကျွန်တော်တို့အားလုံးဒီအဖြစ်ဖြစ်တဲ့အဖြစ်တာဖြစ်တဲ့အတွက်ကြောင့်ကျင့်ချအမိကလာကိုကျွန်တော်တို့ခံရတော့ဖြစ်တယ်။ဒါပေမဲ့အဲ့ဒီကျင့်ချအမိကလာကိုကျွန်တော်တို့ခံရမယ့်အစားယေရှုခရစ်တော်ကခံပေးတဲ့အတွက်ကြောင့်ကျွန်တော်တို့ဟာဘုရားသခင်ကပါလေကျင့်ချင်းပညတ်တော်တရားကနဲ့ကျင့်ချင်းအဖြစ်တည်ချင်းအဖြစ်ပါလေဇွဲတော်တော်မူပြီးဖြစ်တယ်။ဟာလေလုယာ။ဒီနေ့ကျွန်တော်တို့ကောင်းချင်းပြုချင်းကျိုးစားခြင်းမဟုတ်ဘူးနော်။ဘုရားသခင်ကလည်းယေရှုခရစ်တော်အဖြစ်ဇွဲတော်ချင်းခံရတော့သူဖြစ်တယ်ဆိုတာကိုပြောတယ်ဒီမှာအင်္ဂလိပ်စေပါပြောတယ်အာဗြဟံရတော့ကောင်းခြင်းမင်္ဂလာဒီယေရှုအဖြစ်တပါအမျိုးသားတော်တဲ့တော့ဒီဖြစ်တယ်ငါတို့ကတိတော်နဲ့ရှင်တော်ဝိညာဉ်တော်ကိုယုံကြည်ခြင်းအဖြစ်ခံရကြမယ်ဖြစ်ကြောင်းအာဗြဟံရဲ့ကောင်းခြင်းမင်္ဂလာဒီဟာတချို့သူတို့ကတဲ့ရောက်တကယ်တော့နော်အဲ့ဒီဘုရားရဲ့ကျေးဇူးတော်တရင်ကောင်းတရားဟာဘယ်သူကြောင့်လဲဝိညာဉ်တော်အဖြစ်ယုံကြည်ဝိညာဉ်တော်ကြောင့်ဝိညာဉ်တော်ကိုယုံကြည်ခြင်းအဖြစ်လက်ခံရမယ်ဖြစ်တယ်။ဝိညာဉ်တော်ကိုယုံကြည်ခြင်းအဖြစ်လက်ခံရမယ်ဖြစ်တယ်။နံပါတ်3မှာပြောလဲဆိုတော့ reconciliation ပြန်လည်တည်မြဲခြင်းလူတွေနဲ့ဘုရားသခင်ကိုယ်ကိုယ်ပြီးတာဖြစ်တယ်။သူတရားမူကဘုရားသခင်ဒီယေရှုခရစ်တော်ထက်နဲ့ရှိတယ်။လောကီသားတော်ရဲ့ပြည့်မြတ်ကိုမတ်တော်မူရန်ကုန်ရင်စေရွက်ကူတော်နဲ့မိတ္တာရဖွဲ့စေတော်မူ၏သူမိတ္တာရတရားကိုငါတို့နဲ့ပဲ့တော်မူ၏ဟာလေလုယာဘယ်လိုကောင်းမြတ်ဖြစ်တယ်လဲယုံကြည်ခြင်းတာလည်းဘုရားသခင်နဲ့ထိတွေ့လို့ရတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ယုံကြည်လက်ခံလာတဲ့အချိန်မှာဘုရားသခင်နဲ့ကျွန်တော်တို့ကိုပြန်လဲပြီးတော့တင်ပြထားတာဖြစ်တယ်ဘယ်လိုတင်ပြခဲ့တယ်လဲငါတို့ရဲ့တင်တော့ရဲ့ဒုစရိုက်ကိုမပြုစေခြင်းကဤအရာကိုတင်တော့အားငါရည်ဒီကစွန်တေတော်တို့ဒုစရိုက်ကိုပြုမိလင်
ဖျက်မှတ်တော်မူသောအရှင်ယေရှုခရစ်တော်တည်မှုသောငါတို့အမှုတော်ဆောင်သခင်ခမင်းတော်ထံ၌ရှိတော်မူ၏ထိုသခင်သည်ငါတို့ရဲ့အပြစ်မကလောကီတာအပေါင်းတို့ရဲ့အပြစ်ကိုဖြေရာလောကီတာတို့၏အပြစ်ဖြေစရာအကြောင်းဖြစ်တော်မူ၏ငါတို့ရဲ့အပြစ်တစ်ခုတည်းမဟုတ်ဘဲနဲ့ဒီလောကီတာမှာရှိတဲ့လူသားအားလုံးကိုဘုရားသခင်ကပြန်လေရွေးခုံးပြီးပြန်လေတင်ပြပြီးအပြစ်ကိုအားလုံးဖြေပြီးတဲ့အကြောင်းကိုပြောလဲဟောပြောဖို့ရငါတို့မှာတာဝန်ရှိတယ်ဟောပြောဖို့ပြောကြလိမ့်မယ်ဘာဖြစ်လို့လဲကေတီချင်းရဖို့ရတဲ့ဒီကဲတာသမီးတို့ကိုကေတီချင်းရပြီးသားဖြစ်တယ်တင်တော့ကျွန်တော်တို့အားလုံးဟာဘုရားသခင်ကကျွန်တော်တို့ကိုကျွေးနှုတ်ပြီးသားဖြစ်တယ်ဘုရားသခင်ကကျွန်တော်တို့ကိုကယ်တင်ပြီးသားဖြစ်တယ်ဘုရားသခင်ကကျွန်တော်တို့ကိုထောက်ရအသက်ပေးပြီးသားဖြစ်တယ်အဲ့ဒါကိုမသိတဲ့လူတွေအတွက်ဒီနေ့ဟာဆရာလာပြီးတော့ဒီအကြောင်းကိုဒီနေ့လာဟောပြခြင်းဖြစ်ပါတယ်ဆရာဟောလို့သင်ကယ်တင်ခြင်းရတာမဟုတ်ဘူးနော်ဆရာဟောလို့သင်ဘုရားကျွေးတော့မဟုတ်ဘူးနော်ဆရာဟောလို့သင်ဘုရားသခင်နဲ့ပြည့်တဲ့တိပြတာမဟုတ်ဘူးနော်ဘုရားသခင်နဲ့ပြည့်တဲ့တိပြပြီးသားဖြစ်ကြောင်းဘုရားသခင်ကကျွေးကုန်ပြီးသားဖြစ်ကြောင်းဘုရားသခင်ကကယ်တင်ပြီးသားဖြစ်ကြောင်းဘုရားသခင်ကထောက်ရတဲ့ပေးပြီးသားဖြစ်တဲ့အကြောင်းကိုတာသမီးတို့မသိတဲ့လူတွေရှိမှကျွန်တော်ခွန်အားလာပေးပြီးတော့အကြောင်းလာကျတာဖြစ်တယ်အဲ့ဒါလောကီဘုရားယေရှုခရစ်တော်ကလွန်ခဲ့တဲ့အဲ့ဒီ2000လောက်မှာကျွန်တော်တို့အကုန်လုံးပြီးပြီတဲ့လောကဓမ္မပါပြောတယ်အမှုပြီးပြီလို့ယေရှုခရစ်တော်ပြောတယ်ကျွန်တော်နဲ့တမတော်နော်ကျွန်တော်တို့အားလုံးရဲ့အမှုတွေဟာစာတမန်ရဲ့တရားစီရင်ခြင်းခုံရုံးကလည်းယေရှုခရစ်တော်ဒီလူတွေကဘုံလုံးလွတ်ပြီးသားဖြစ်တယ်ဒီလူတွေကငါဖြောင်းမစိတ်ပြီးသားဖြစ်တယ်ဒီလူတွေကငါဝိကုံပြီးသားဖြစ်တယ်ဒီလူတွေကကျွန်တော်ရဲ့ညီကူမောင်နှမတွေဖြစ်တယ်ဒီလူတွေကဖျားပြီးသားဆိုပြီးဖြစ်တယ်ဒီအမှုတွေဟာငါလည်းဝတ်ကတာမှာပြီးပြီလို့ယေရှုခရစ်တော်ကပြောတဲ့ဟာကိုဒီနေ့အားလုံးလက်ခံဆက်ခြင်းတာဖြစ်တယ်။အဲ့ဒါကြောင့်ကုဖက်ကိုမကြည့်နဲ့တော့နော်။ကျွန်တော်ဓမ္မဟာဘာမှမဟုတ်သေးဘူး။လူကြီးဖားပါလည်းမပါဘူးလူငယ်မှလည်းမပါဘူး။ဘာမှမလုပ်နိုင်တဲ့ချက်တစ်ခုမှမရှိဘူး။ဆိုတဲ့ဟာမျိုးလုံးဝစိတ်ထဲမှာမထားနဲ့။ဖယားအတွက်ဆိုရင်ကျွန်တော်တို့အကောင်းဆုံးလုပ်နိုင်တဲ့အရာတော်မှာဘာတစ်ခုမှမဟုတ်ဘူးလေ။ဘာမှစကားပုံမှရှိတယ်မလား။ကုတူတပည့်ငရဲတပိတ်တာနော်။ဆိုတော့ကိုသူတပိတ်ရဲ့တပိတ်တာဆိုရင်ဘသူကဖျားစိတ်တော်ကိုထိတွေ့နိုင်မှာလဲဘသူကကောင်းကိနိုင်မှာရောက်နိုင်မှာလဲဘသူကဖျားတဲ့တူသွားနိုင်မှာလဲဒီဟာဒီအားလုံးဟာယေရှုကြောင့်သာတင်တော်ဟာလွတ်မြောက်စေပြီတဲ့ဟာလေယာအဲ့ဒီတရင်ကောင်းကိုဒီနေ့ဆရာလေးလာဟောတာဖြစ်တယ်အဲ့ဒါတော့ရှင်ပေါ်လူကဘာပြောလဲအဲ့ဒီတရင်ကောင်းကိုဟောပြောပြရခဲ့ငါမှဆက်ချုပ်ခြင်းမရှိဘူးလေဘာဖြစ်လို့လဲဆိုတော့အဲ့ဒီတရင်ကောင်းတာရင်ဖယားနဲ့ကြည့်တွေ့ဖို့ရန်လမ်းကြောင်းတစ်ကြောင်းပဲရှိတယ်ဘုကိနာငါရောက်ဖို့ရန်ဒီလမ်းကြောင်းပဲဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်နောက်ဆုံးပြောမယ်ဆိုတော့နော် certification လို့ခေါ်တယ်ဖြတ်မှတ်ချက်ချင်းတက်ချင်းချက်ချင်းဖြစ်တယ်တဲ့ကာလတိအခန်းကြီးနဲ့ငယ်စဉ်က16ခုပဲမယ်လူသားတို့ဒီမငယ်တော်ချင်းအပြင်ဖြတ်မဲ့ရတော့မရောက်နော်လူသားတို့ဒီဘယ်ရဲ့တော်တရားကြီးချင်းအပြင်ဖြတ်မဲ့ရတော့မရောက်ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအပြင်ဖြတ်မဲ့ရတော့ရောက်စေချက်ဒီကိုအပိခင်ရှာတော်တပါအမျိုးသားမဟုတ်ပဲဇာတိအမျိုးသားဖြစ်ယူဒလူမျိုးတော်ငါတို့၏အမှန်တိဒီနဲ့ငင်းဘယ်ရဲ့တော်တရားရဲ့အချင်းအပြင်ဖြတ်မဲ့ရတော့မရောက်ခရစ်တော်ကိုယုံကြည်ခြင်းအပြင်ဖြတ်မဲ့ရတော့ရောက်စေခြင်းကငါတို့ပြင်ယေရှုခရစ်တော်ကိုယုံကြည်ကြပြီအကြောင်းမူကားဘယ်ရဲ့တရားရဲ့အချင်းအပြင်အပေသူမြတ်ဖြတ်မဲ့ခြင်းကမရောက်နိုင်ရရှင်းလေးပဲနော်ကျွန်တော်တို့ရဲ့ပညာတော်ကိုလိုက်နာခြင်းကျွန်တော်တို့ရဲ့ကျူစာခြင်းပြုခြင်းလုပ်ခြင်းအပြင်ဘယ်တော့မှဖြတ်မခြင်းကိုမရောက်နိုင်ဘူးတိုက်ချင်းခြင်းကိုလည်းမရောက်နိုင်ဘူးနော်ကာယကဝစီကမနောကနဲ့တနေ့ကုန်နိုင်ပါမပြောနဲ့မိနစ်ပါတော့မကြည့်ကွာတဲ့လူသားရဲ့အလုံးကဘယ်သူဖြတ်မခြင်းတယ်ဖြတ်မတဲ့လူသားဒီကောင်းကင်နိုင်ငံရောက်နေဆိုရင်တော့ဘယ်သူမှကောင်းကင်နိုင်ငံရောက်နိုင်မယ်လို့ပြောမှမရှိဘူးဒါတော့ယေရှုခရစ်တော်မှာအပဒီလောကမှာအပြစ်မရှိတဲ့သူတယောက်မှမရှိဘူးဒါပေမဲ့သူဟာအပြစ်မရှိပေမဲ့ငါတို့ရဲ့အပြစ်ကိုသူကထမ်းပြီးတော့လက်ဝါးကတာအတိတ်ခံရတာယေရှုကြောင့်တာလေကျွန်တော်တို့ဟာဖြောင့်မခြင်းတက်ချင်းချီကိုရောက်စေတာဖြစ်တယ်ဆိုတဲ့အကြောင်းကိုရှင်ဘောလူကဒီတရိကောကိုတကဘာလုံးလူသားကိုဟောခြင်းနဲ့အဲ့ဒီဟောဖို့ရမှာလည်းကြွေးရှိတယ်ဆိုတဲ့စကားတိုင်းဒီနေ့
ခုမီမိသားစုမိတူမောင်နှမရှိမှာဒီတရင်ကောကိုလာဟောစေချင်တာဖြစ်တယ်စေတနာတက်တက်နဲ့လာဟောစေချင်တာဖြစ်တယ်ဒီမိသားလူတွေအတွက်ခရစ်တော်စေချင်တယ်မတည်တဲ့လူတွေအတွက်ဆက်လက်ပြီးတော့ခံစားစေချင်တယ်စဉ်းစားစေချင်တယ်နော်လေတို့သူများပြန်ထားမယ်လာလွေတော့သူများပြန်လာမယ်နော်အသက်ရှင်ပြီးတော့ခရစ်ရှိတော်သူများဒီနောက်ကပတ်တော်တမန်တရားဖြင့်ဆက်လက်ပြီးတော့အသက်ရှင်ဖို့ရတဲ့ဒီနေ့နောက်ကပတ်တော်ဟောပြောခြင်းဖြစ်တယ်အဲ့ဒါကြောင့်ယေရှုခရစ်တော်ယုံကြည်ခြင်းအဖြစ်တလည်းဝိညာဉ်တော်ရဲ့လက်တော်ပို့ဆောင်ခြင်းအဖြစ်တလည်းကျွန်တော်တို့ဟာပြောင်းမခြင်းဖြစ်တယ်ဖယားသခင်ရဲ့ကြောင့်ပိတာဖြစ်တယ်အဲ့ဒါကြောင့်ဤကုန်းအနေနဲ့ပြောချင်တာကဒီနေ့ဒီမှာလာတဲ့အားလုံးတာမကပဲနဲ့ကပ္ပပေါ်မှာရှိတဲ့လူသားတွေအားလုံးဟာကျွန်တော်တို့ဒီနေ့နော်ကျွန်တော်တို့ပြောတဲ့ဘူရာဒီမွတ်စလင်တွေဟိန္ဒူတွေကျွန်တော်တို့ပြောထားတဲ့လူသားတွေဟာသူတို့ရဲ့ဖယားသခင်ကဆွေးနွေးပိတာဖြစ်တယ်သူတို့ရဲ့ဖယားသခင်ကခြင်းပိတာဖြစ်တယ်သူတို့ရဲ့ဖယားသခင်ကပြည့်တဲ့တင်ပြပိတာဖြစ်တယ်သူတို့ရဲ့ဖယားသခင်ကတရှိစေပြီးတော့ဖြတ်မစေပိတာသူဖြစ်တယ်ဒါပေမဲ့သူတို့ကမတည်တယ်လို့ဒီတံပဲတရှိနေတာဖြစ်တယ်ကျွန်တော်တို့ကဖယားရဲ့ကျေးဇူးတော်ကြောင့်ပဲဒီဟာလေးကိုသိခွင့်ရတာဒီတရင်တော့ကိုကျင့်တော့ခွင့်ရတာဟာလေဖယားရဲ့ကျေးဇူးတော်ကြောင့်ပဲဆိုတာကိုဒီနေ့နောက်ဆုံးပြောချင်ပါတယ်အရောက်ရှိတဲ့အပေါ်မှာဖယားတင်ဆက်လက်ပြီးတော့ကောင်းချီးပေးပါစေအာမင်ရှင်မတာယေရှုခရစ်တော်ရဲ့ပြုနာတော်နဲ့ဝိညာဉ်တော်ဖခင်ရဲ့ရှင်နေတာနာပြုပူဆောင်ခြင်းဒီနေ့မှာဖျားရှိမှလာရောက်ပြုတော်တတ်တဲ့မျိုးရှိတာပေါ်မှာဘာတိတဲ့ဒီမဲ့ဒီစီပါစေတော်အာမင်